မင်္ဂလာပါအမျိုးအစားတဲ့စီချိုယောဂါကိုထိန်းချုပ်ဖို့အတွက်စေဝါလီဖြစ်မှာအားကောင်းဆုံးလက်နက်တစ်ခုကကိုလက်လှရှာမှုပဲဖြစ်နိုင်တယ်လို့ပြောရမယ်ဆိုရင်ကောဒီမြင့်မှာတော့လေ့ကျင့်ခန်းကစေတစ်ခွက်လိုပဲလိုမျိုးအစွမ်းထက်နိုင်တယ်လဲဆိုတော့စိတ်ဝင်စားစရာအချက်လက်တွေကိုအတူတူလေ့လာကြည့်ကြအောင်ဒီမေကွန်းကတကယ်ပဲစဉ်းစားစရာနော်နေတိုင်းလုံးနေကြလှရှာမှုလေးကနေတကယ်ကိုအစွမ်းထက်တဲ့စီးလက်ထက်လာနေပါမလားဆိုတော့ဒီအချက်ကိုပဲအဓိကထားပြီးကိုလက်လှရှာမှုရဲ့ထိပတ်နေကြအကျိုးကျေးဇူးတွေကိုစပြီးကြည့်ကြရအောင်ကဲအဖြေတွေစီမသွားခင်မှာအရင်ဆုံးအခြေခံလေးနဲ့စလိုက်ကြရအောင်ပထမဆုံးအနေနဲ့အမျိုးအစားတူစီချိုယောဂဆိုတာတိကျကျဘာလဲဆိုတာကိုအရင်ဆုံးရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်ဒီမှာရှင်းပြထားတဲ့အတိုင်းပဲအမျိုးအစားတစ်စီချိုဆိုတာကလေကိုခံအားစနစ်နဲ့ဆိုင်တဲ့နာထားရရောဂတစ်မျိုးပါလူတော်များများတည်ထားတဲ့နေထိုင်စားတော့မှုပုံစံကြောင့်ဖြစ်တဲ့အမျိုးအစားတစ်စီချိုနဲ့လောင်းဝမတူပါဘူးဒီမှာကျတော့ခန္ဓာကိုယ်ရဲ့ကိုခံအားစနစ်ကိုယ်တိုင်ကမားပြီးတော့ပန်ခရီယာမှာရှိတဲ့အင်ဆူလင်ထုတ်တဲ့ဆဲတွေကိုပြန်တိုက်ခိုက်ဖြစ်စီပစ်လိုက်တာပါဒီဖြစ်စဉ်တစ်ခုလုံးကိုရိုးရှင်းရှင်းလေးအဆင့်တုံးစနစ်ကြည့်လိုက်အောင်နော်ပထမဆုံးကိုခံအားစနစ်ကပန်ခရီယာကိုတွားတိုက်ခိုက်တယ်အဲ့ဒီနောက်မှာတော့အင်ဆူလင်ထုတ်လုပ်မှုကရပ်သွားရောနောက်ဆုံးမှဘာဖြစ်လဲဆိုတော့တွေးထဲမှာတကြားတက်တွေကထိုင်လို့မရတော့ပဲမြင့်တက်လာပါတော့တယ်ဆိုတော့ဒီလိုအခြေအနေကိုထိန်းချုပ်နိုင်ဖို့ကပုံမှန်အားဖြင့်တော့နေ့တိုင်းအင်ဆူလင်ထိုးဆေးတွေထုံပြီးတွေးချိုပမာဏကိုစီမံခန့်ခွဲကြရပါပဲဒါကတော့လက်ရှိမှာအတော်အများဆုံးကုသမှုပုံစံပါပဲဟုတ်ပြီနေ့တိုင်းအင်ဆူလင်နဲ့ထိန်းချုပ်ရတယ်ဆိုတာသိပြီဆိုတော့နောက်ထပ်မေးစရာရှိတာကတွေးချိုထက်ကိုတိတိကျကျထိန်းချုပ်ဖို့ကဘာလို့ဒီလိုတော့အရေးကြီးနေရတာလဲမထိန်းနိုင်ရောဘလို့အတ္တရည်ချိလာနိုင်မလဲတွေးကြိုဓာတ်ကိုတေချာဂရုမစိုက်ပဲမထိန်းနိုင်ဘူးဆိုရင်ရေရှည်မှာတကယ်ကိုနောက်ဆက်တွဲပြဿနာတွေအများကြီးဖြစ်လာနိုင်ပါတယ်ဒီမှာပြထားတဲ့အတိုင်းပဲနှလုံးတို့ကြောက်ကတို့မစ်စီကနေပြီးတော့အာယုကြောအထိပေါ့နော်ခန္ဓာကိုယ်ရဲ့တကယ်အရေးကြီးတဲ့အစိတ်ပိုင်းတော်တော်များများကိုထိခိုက်နိုင်ပါတယ်ဒါကြောင့်မို့လို့တွေးချိုကိုစနစ်တကျထိန်းညှိဖို့ကဘလို့တောင်အရေးပါလဲဆိုတာတွေးနိုင်ပါEntiro Andre တွေအကြောင်းကြားရတော့စိတ်ထဲမှာနည်းနည်းတော့ထိချိတ်နိုင်ပါတယ်။ဒါပေမဲ့လေတရင်ကောင်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ insulin အပြင်မှာနောက်ထပ်တကယ်ကိုအစွမ်းထက်တဲ့ဖြည့်ရှင်းနည်းတစ်ခုရှိနေသေးတယ်ဆိုတာပါပဲ။အဲ့ဒါကဘာလဲဆိုတော့ကိုလက်လှရှားမှုပါပဲ။ကဲလှရှားမှုကဆေးတစ်ခွက်လို့ဘယ်လိုမျိုးအလုပ်လုပ်သလဲဆိုတာကြည့်လိုက်ကြရအောင်။ဒီစကားတော်တော်လေးအတိပဲရှိပါတယ်။လေ့ကျင့်ခန်းကိုဆေးမျိုးစုံတွဲလို့တင်စားရတာလေ။ဆိုလိုချင်တာကဘာလဲဆိုတော့ဆေးများကြီးတောက်နေစရာမလိုပဲလေ့ကျင့်ခန်းတစ်ခုတည်းနဲ့တင်ခန္ဓာကိုယ်အတွက်ကောင်းကျိုးပေါင်းများစွာကိုတခါတည်းဒီပြိုင်နဲ့ရနိုင်နေဆိုသဘောပါပဲလေ့ကျင့်ခန်းကနေဘလို့အကျိုးကျေးဇူးတွေရနိုင်တယ်လဲဆိုတာကိုတစ်ချက်ချင်းကြည့်ကြည့်အောင်ပထမဆုံးကတော့ခန္ဓာကိုယ်ကအင်ဆူလင်ကိုပို့ပြီးတော့ထိရောက်သုံးတက်လာအောင်ကူညီပေးတယ်အဲ့ဒီအခါမှာလိုအပ်တဲ့အင်ဆူလင်ပမာဏကိုမှရွှတ်ချနိုင်လာတာပေါ့ပြီးတော့နှလုံးနဲ့သွေးကြောကျန်းမာရေးကိုလည်းပိုကောင်းစေတယ်ရေချင်မှာဖြစ်နိုင်တဲ့နောက်ဆက်တွဲပြဿနာတွေရဲ့အန်ဒီယေကိုလည်းရော့ချစေပါပဲအဲ့ဒါတွေအပြင်အရေးကြီးဆုံးကတော့နေထိုင်မှုဘဝရေသွေးကိုမြင့်တင်ပေးပြီးစိတ်သက်သာတဲ့လက္ခဏာတွေကိုမှတတ်တာစေတာပါပဲဒီအချက်ကတော်တော်လေးအရေးကြီးပါတယ်ပုံမှန်ဆိုရင်လေကြွက်သားဆဲတွေထဲကိုသွေးထဲကဂလူကို့စ်ဝင်ဖို့အတွက်အင်ဆူလင်ဆိုတဲ့တောတဲ့ကြောင်းလိုပါတယ်ဒါပေမဲ့လေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါမှာတော့အာဟောဆရာကောင်းတာကကြွက်သားတွေကတကားအသစ်တွေပွင့်သွားတယ်လို့ပဲအဲ့ဒီတောလို့ခေါ်တဲ့အင်ဆူလင်မရှိရင်တော့မှဂလူကို့စ်ကိုသွေးထဲကနေတက်ရိုက်ဆုပ်ယူနိုင်တော့ပါတယ်အဲ့ဒါကြောင့်ပဲလေ့ကျင့်ခန်းလုပ်ပြီးနိုင်ပေါင်းများစွာအထိသွေးချိုကိုထိန်းညှိပေးနိုင်တာပါကဲလေ့ကျင့်ခန်းရဲ့အကျိုးကျေးဇူးတွေကိုသိပြီဆိုတော့လက်တွေ့ဘက်ကိုတွားကြည့်ကြအောင်အမျိုးအစားတိစီချိုယောဂရှိတဲ့သူတွေအတွက်ဘလို့လေ့ကျင့်ခန်းမျိုးဘလောက်အထိလိုသင့်တယ်လဲလက်တွေ့ကြတဲ့လမ်းညွှန်ချက်တွေကိုလေ့လာကြည့်ကြမယ်ဒီမှာတော့အကြံပြုထားတဲ့လေ့ကျင့်ခန်းတွေကိုဇာတ်နဲ့ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်တစ်ခုက aerobic လေ့ကျင့်ခန်းဥပမာလမ်းလျှောက်တာပြေးတာမျိုးပေါ့ဒါကိုတော့တစ်ပတ်ရဲ့ရက်အများစုမှာအနည်းဆုံးမိနစ်20ကနေတနာရီလောက်လုပ်ပေးတင်ပါတယ်နောက်တစ်ခုကတော့ခုခါမှုလေ့ကျင့်ခန်းအလေးမာတာလို့မျိုးပေါ့ဒါကိုကြတော့တစ်ပတ်မှာနေရက်2ရက်လောက်လုပ်ပေးရုံနဲ့လုံလောက်ပါတယ်လေ့ကျင့်ခန်းမျိုးစားတွေနဲ့အချိန်တွေကိုတီးပြီးဆိုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့ဘေးကင်းလုံခြုံရေးပါပဲဘာလို့ပဲအချို့ကျေးဇူးတွေများလဲပြောမှန်ကန်ပြီးဘေးကင်းတဲ့နီလန်နဲ့အစတင်ဖို့ကအဓိကအကြောင်းဆုံးပါပဲကဲအားကစားရုံကိုတောင်သွားခင်ဒါမှမဟုတ်အိမ်ရှိမှာအပြေးမစခင်မှာခဏလေးရပ်ပြီးစဉ်းစားဖို့လိုပါတယ်ကိုယ့်ရဲ့ကျမရဲ့အခြေအနေနဲ့တသားတည်းကြဒီအဝေခွင့်ချက်ဖြစ်မဲ့အစီအစဉ်တစ်ခုဖြစ်ဖို့ဘလို့ချက်တွေကိုထည့်သွင်းစဉ်းစားတင်တယ်လေလေ့ကျင့်ခန်းစလုပ်ပြီးဆိုတာနဲ့ဒီအချက်ကိုတေချာစောင့်ကြည့်ဖို့လိုလာပါပြီဥပမာအင်ဆူလင်လိုအပ်ချက်ကအရင်ကနဲ့မတူပြောင်းလဲတော့နိုင်တဲ့ပြော့စားတဲ့အချိန်အင်ဆူလင်ထိုးတဲ့အချိန်လေ့ကျင့်ခန်းလုပ်တဲ့ကြာချိန်နဲ့ဘယ်လောက်ပြင်းထန်လုပ်တယ်လဲဆိုတဲ့အချက်တွေကြားတွေအားလုံးကတစ်ခုနဲ့တစ်ခုဆက်နေပြီး
သွေးချုပ်ထားအပေါ်မှာတက်ရောက်မှုရှိနေတာကိုသတိပြုရမှာပါ ဒါကြောင့်မို့လို့မှာကိုပိုင်းလေ့ကျင့်ခန်းအစီအစဉ်တကူကိုမစတင်ခင်မှာဆရာဝန်ဒါမှမဟုတ်အာကစားအာဟာရပညာရှင်ဒါမှမဟုတ်အထင်ခါတူလေ့ကျင့်ခန်းဆိုင်ရာပညာရှင်တယောက်ယောက်နဲ့တည်တည်ကြကြတိုင်ပင်ဆွေးနွေးဖို့ကမဖြစ်မနေလိုအပ်ပါတယ်ဒါကတကယ်ကိုကြော်သွားလို့မရတဲ့အရေးကြီးဆုံးအဆင့်တစ်ခုပါပဲ နီကုန်းချုပ်အနေနဲ့ပြောချင်တာကတော့စနစ်တကျနဲ့ဘေးကင်းလုံခြုံစွာစီစဉ်ထားတဲ့ကိုလက်လှူရှားမှုဟာအမျိုးအစားအတစ်စီချိုယောဂါကိုစီမံခန့်ခွဲတဲ့နေရာမှာတကယ်ကိုအင်အားကြီးမားတဲ့မဟာမိတ်ကောင်းတစ်ခုဖြစ်လာနိုင်တယ်ဆိုတာပါပဲဒါဟာယောဂါကိုထိန်းချုပ်နိုင်ရုံသက်သက်မဟုတ်ပဲနေထိုင်မှုဘဝရဲ့အရေးသွေးကိုပါပြန်လည်မြင့်တင်ပေးနိုင်တဲ့တကယ်ကိုအစွမ်းထက်ဈေးတစ်ခွက်ဖြစ်အထိုးချနိုင်တဲ့ဆိုတာကိုအားလုံးမမှတ်ထားစေချင်ပါတယ်